ခစ်စနစ်တွေဒုရလာအနေများလိန်ကိစ္စတွေကလည်းပွင့်လင်းမြင်သာလာတငယ်ချင်းတို့လည်းသိကြမှာပါပွန်ဆိုင်တွေမှာဆိုရင်ဂျပန် 80+ စကားတွေကနံပါတ်1လူကြည့်များသောနေရာမှာရပ်တည်နေပါတယ်ဒီတော့ဂျပန်မျိုးသမီးပွန်စတာတွေကဒီနယ်ပယ်တွေကိုဝင်လာတဲ့အဓိကအချက်3ချက်ရှိပါတယ်အဲ့ဒီ3ချက်ကိုကျွန်တော်တို့ရဲ့ Let Media Channel လေးကနေတင်ဆက်ပေးသွားခြင်းပါတယ်ဗျဒါကြောင့်မို့လို့ subscribe button လေးကိုမနှိပ်ရသေးရင်နှိပ်ပေးခဲ့ကြပါဦးနော်နံပါတ်1ပိုက်ဆံကြောင့်အမျိုးသမီးတွေကဆင်းရဲတဲ့တန်ကိုမခံစားနိုင်ကြပါဘူးလှခြင်းပခြင်းဝှက်ချင်စားခြင်းကြပါတယ်အဲ့ဒီတော့သူတို့တွေဘာလုပ်ကြလဲဆိုရင်ပတ်စံအလွယ်လဲရတဲ့လမ်းကိုလိုက်ရင်းနဲ့ပွန်စတာတွေဖြစ်လာကြပါတယ် cosmetic တွေအဝတ်စားသုံးဆောင်တွေနာမည်ကြီး brand တွေမှာသုံးဖို့ငွေကိုပွန်စတာလုပ်ရင်းနဲ့သူတို့တွေကရှာဖွေလာကြပါတယ်ဂျပန်က fashion ရေးစည်းကြောင်းကလည်းအရန်ကိုပဲဈေးကြီးပါတယ်အထူးသဖြင့်ကျန်းမာရေးပစ္စည်းတွေထူးထူးဆန်းဆန်းစားတော့တွေ cosmetic တွေအတွက်ငွေကုန်ကြီးကြပိုများကြပါတယ်ပြီးတော့ skin care ပစ္စည်းတွေကလည်းတခြားနိုင်ငံတွေထက်ကိုပိုပြီးတော့မှဈေးကြီးနေခြင်းကလည်းအကြောင်းရင်းတစ်ချက်ပဲဖြစ်စေပါတယ်ဆိုလိုချင်တာကဂျပန်မှာဆိုရင်အမျိုးသမီးတွေကငွေကုန်ကြေးကျပိုများပါတယ်ဂျပန်ရဲ့လူနေမှုဘဝကလည်းခက်ခဲရှုပ်ထွေးတော့သူတို့ဖြစ်ချင်တဲ့စံနာတွေအတွက်ပွန်စတာတွေဖြစ်ဖို့လမ်းကိုလိုက်လာကြပါတယ်ပွန်စတာတယောက်ဆိုရင်ငွေရမ်းများတဲ့ပမာဏကိုခဏလေးနဲ့အလွယ်တကူရနိုင်တာ哦私でも結局それがなんか私はそれがないTV အနာဒီမာတယောက်ဖြစ်တဲ့မီဟီရိုဆိုရင်တော့တစ်နှစ်ကိုရမ်100မီလီယံဝင်ငွေရှိပါတယ်တဲ့ပွန်စတာဟောင်းမီဒီယာ personality တယောက်ဖြစ်တဲ့ဆိုရာ ROE ဆိုရင်လည်းတစ်နှစ်ကိုရမ်150မီလီယံဝင်ငွေရှိပါတယ်ဒီတော့အောင်မြင်တဲ့ပွန်စတာတယောက်ရဲ့တစ်နှစ်ဝင်ငွေကမတ်လောက်စရာကြီးပေါ့ဗျာပြီးတော့ဂျပန်မှာကစက္ကမ်ကြော်တွေပတ်တိုင်းကြော်တွေလည်းခက်စားပါတယ်အဲဒီမှာပတ်တိုင်းပွန်ကြော်တွေကိုဘလူတွေကအလုံးများလဲဆိုရင်ကောလိပ်တက်နေတဲ့ကျောင်းသူတွေအင်ရှင်မတွေကဝင်လောက်လာကြပါတယ်ဘီကီနီ model တွေwear dress model တွေ semi nude တွေခန္ဓာကိုယ်စိတ်ပိုင်းပြင်ရတဲ့ model တွေရှင်သားတီးတန့်ပြရတာမျိုးတွေ photo session တွေစသဖြင့်လည်းဝင်ရောက်လုပ်ကိုင်လာကြပါတယ်ဒီလိုမျိုးနဲ့ဂျပန်ရဲ့ပွန်လောကတွေကိုသူတို့တွေကတိုးဝင်မှမသိပဲနဲ့တိုးဝင်လာမိကြပါတော့တယ်နံပါတ်2အောင်မြင်ကြော်ကြားဖို့အောင်မြင်ကြော်ကြားမှုတစ်ခုကလည်းအမျိုးသမီးတွေရဲ့အန္တရာယ်ဖြစ်စေသလိုပွန် agency တွေအတွက်ကလည်းလှည့်စားခြင်းနဲ့လှည့်စားလို့ရနေတဲ့အကျိုးမြတ်ကြီးတစ်ခုပါပဲအောင်မြင်ကြော်ကြားလိုတဲ့အမျိုးသမီးတွေကနာမည်ရဖို့အတွက်အဲ့ဒီဘက်မှာတွေ့ကြလာကြပါတယ်ကလပ်တွေမှာပူရမီဖြစ်ဖို့လူကုန်တန်လောကမှာနာမည်တစ်ခုရဖို့စသဖြင့်တိုးဝင်ရင်နဲ့လမ်းကြောင်းမတဲ့သူတွေရှိသလိုပဲတချို့ကလည်းတိုချိုကိုအလုံးရှာဖို့တက်လာရင်နဲ့ငွေဆိုတဲ့ထောင်ချောက်တွေကိုတိုးဝင်မိလာကြပါတယ်တိုချိုလိုမျိုးကြီးပေါ်မှာတယောက်တည်းအလုံးရှာဖို့အတွက်ကလည်းလုံးဝလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးနော်အဆအဆအရာဆေးကြီးတဲ့တိုချိုရဲ့အကုန်ကြစိတ်တွေထဲမှာအမျိုးသမီးငယ်လေးတွေကလိန်ရဲသားကောင်းတွေဖြစ်လာကြပါတယ်တချို့ကလည်း fashion model လုပ်ရမယ်အဆိုတော်လမ်းကြောင်းတင်ပေးမယ်ရုပ်ရှင်တွေမှာသရုပ်ဆောင်ရမယ်ဆိုပြီးတော့မှမလဲမဝဲသားကောင်တွေကိုပွန်လောကတွေကိုဆွဲတင်ခဲ့ကြပါတော့တယ်တရစားလက်ချက်တော့နှစ်တစားလက်ချက်တော့ဆိုလိုပဲသူတို့ကအဲ့ဒီအလုပ်တွေကိုလုပ်မိရင်လည်းရုံထွက်လို့စိတ်မရှိကြတော့ဘဲနဲ့ပွန်လောကတွေကိုခြေစုံပစ်ပြီးတော့မှဝင်ရောက်လာမိကြပါတော့တယ်そういったこと言われたこともあったしでも結局それがနံပါတ်3လင်ကိစ္စကိုစူးစမ်းကျင်လို့ခေဆူနာဆာကူရာဆိုတဲ့ကောင်းမလေးတယောက်ပြောဘူးတဲ့စကားအရဆိုရင်သူကအထက်တန်းကျောင်းကလေးကပွန်ကားတွေကိုကြည့်လာခဲ့တာဖြစ်ပြီးတော့အနာဂတ်မှာလည်းပွန်စတာတယောက်ဖြစ်ချင်ခဲ့တာလို့ဆိုပါတယ်ပွန်စတာတယောက်ဖြစ်တဲ့အာရီနာဟာရှိမိုတိုဆိုတဲ့ကောင်းမလေးပြောတဲ့စကားကြတော့အမျိုးသမီးပွန်စတာတွေကဂရင်ပေါ်မှာပို့ပြီးတော့မှခန်းစားလို့ကောင်းတာမလို့သူကလည်း search drive အနေနဲ့မသုံးမဲနဲ့ပတ်စံလေးရတကယ်လဲဆက်ဆံရတာမို့လို့ပွန်လောကတွေကိုဝင်ခဲ့တာလို့ဆိုပါတယ်ပွန်စတာမာကိုတိုထိုရာကလည်း search နဲ့ပတ်သက်ပြီးတော့မှအရန်ကိုစူးစမ်းခြင်းနဲ့စိတ်ဝင်စားခဲ့တယ်ဒီလိုနဲ့တနေ့တော့စိတ်မထိန်နိုင်မဲနဲ့ပွန်လောကတွေကိုဝင်ခဲ့မိတာလို့ပြောပါတယ်ဆိုတော့ပတ်စံကြောင့်နေမဟုတ်ပဲနဲ့စူးစမ်းချင်တဲ့စိတ်နဲ့လည်းအမျိုးသမီးတွေကပွန်လောကတွေကိုရောက်လာခဲ့ကြပါတယ်ဂျပန်မှာအသက်20အတွင်းအမျိုးသမီးတော်တော်များများကဆက်ဆံဖက်9ယောက်ကနေ6ယောက်ထိရှိကြပြီးတော့သူတို့တွေကရီစာရဲ့ဆက်ဆံမှုဒါမှမဟုတ်အရွယ်စားကိုစိတ်တိုင်းမကြလို့စကားတွေမှလို့ဖြစ်ချင်တာကြောင့်ပွန်စတာလောကတွေကိုရောက်လာခဲ့ကြတာပါဂျပန်အမျိုးသမီးတွေပွန်လောကတွေဝင်လာတဲ့အဓိကရွေးချက်ကစူးစမ်းလို့စိတ်ရှိတာအပြင်တချို့ကလည်းနာမည်ကြီးယောက်ျားလေးပွန်စတာတွေရဲ့အကင်တွယ်နဲ့အဆက်ဆံကိုခံကျင်ကြလို့ဆိုပါတယ်ဥပမာပွန်စတာရှီမီကမ်တို့ထာကုရိုရှီမူရာလိုမျိုး professional poster တွေရဲ့အပြုစုယူရကိုခံကျင်ကြလို့ဆိုပါတယ်ဒီချက်3ချက်ကြောင့်ပဲဂျပန်မှာမင်္ဂလိ poster တွေအရန်ကိုများလာခဲ့တာပါဒါကြောင့်မို့လို့ဂျပန်အမျိုးသမီး poster တွေကတော့နေ့စဉ်နဲ့အမျှသူတို့နိုင်ငံမှာတိုးပွားလို့နေပါပြီကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးတွေကိုသဘောကျမယ်ဆိုရင်တော့ like and share လေးတွေလုပ်ပေးခဲ့ကြပါဦးနော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြရပါဗျာအားလုံးပဲ see you ပါဗျ